တော့ကျွန်တော်တို့ဘုရားဘာသာဥက္ကဋ္ဌပြောပြပါနောက်ဒီတော်ရရတဲ့ဘုန်းကြီးရှင်ညာယူပေးပါကျွန်တော်တို့ပထမဦးဆုံးအခမ်းအနားစတင်ဖွင့်လှစ်ကြောင်းကြေညာအပ်ပါတယ်ခင်ဗျာကျွန်တော်တို့အခမ်းအနားဖွင့်မှာကျွန်တော်တို့ပထမဦးဆုံးကျွန်တော်တို့ဘုန်းကြီးရှင်ကိုပန်းဆက်ကပ်မှာဖြစ်ပါတယ်ပန်းချင်းနေမှာဖြစ်ပါတယ်အဲဒီကြောင့်မလို့ပထမဦးဆုံးကျွန်တော်တို့တရားနေပြီးတော့ပန်းဆက်ကပ်ပေးဖို့ဒုတိယကချင်မကောင်းတော့လေနားမှာပါပြီးတော့တောက်ပြီးဝလာမှာအဲ့ဒါလေးရဆိုင်တာဟုတ်ပြီဒီရက်ကြည့်ပေးပါဒီရက်ကြည့်ပေးပါဘာကြည့်လဲဘာလဲဘာလဲနော်လေโอเคတလေရတယ်ဘယ်ကြည့်ပါလားတော့နေရတယ်။ဒါဆိုတော့တော့လည်းရပါဘူး။နောက်ဒုတိယကတော့ကျွန်တော်တို့ရခိုင်နည်းနည်းလေးပြအောင်။ဘယ်ဖုတ်ကြရလဲ